ငလင်တန်ကြောင့်တနိုင်ငံလုံးဝမ်းနဲ့ပူဆွေးတော့ကရောက်နေတဲ့အချိန်မှာ तू ကဒေါသမထွက်ရဲတော့ तू ဒေါသထွက်တိုင်းငလင်လှုပ်တဲ့ကြမ်းချက်ဆိုတော့မေးချင်တာကဘာဖြစ်ချင်တာလဲပေါ့နော်နမဲကြီးချင်းအတန်းရှင်းရှာခြင်းနဲ့တခြားနီလန်နေတော့နော်ပါဇက်စီးမရှိပဲဘလို့စိတ်နဲ့များပျော်ထွက်တာလေယူချင်းလေထမင်းလို့ဟင်းလို့လေးယူနင်းပါတာနင်းဘဲတိုက်ကပဲလလနင်းကိုနင်းဘာကြီးပဲထင်းနေနေအားလုံးမျိုးတတ်မှတ်ထားတာအယူမကြီးနမဲကြီးချင်းလို့ပောက်ကြီးရတွေရှောက်ပြောရှောက်လို့နေတယ်လို့ပဲတတ်မှတ်ထားတာနော်ထားပါတော့နင်းဒေါသထွက်လို့ငလင်လှုပ်တာဆိုလို့ရှိရင်နင်းဒေါသကြအားလုံးဆုံးရှုံးသွားတဲ့အသက်အဝင်စီးစိမ်မျိုးနင်းတာဝန်ယူလေနင်းပြန်ရောပေးလေရှာယုံမရှိတိုင်းရှောက်ပြောတတ်တဲ့နင်းပါဇက်ကိုလေစီးလင်းနဲ့တော့ထားတိလားနော်ပေါက်ပန်း40တွေရှောက်ပြောရှောက်လို့ပြီးနမဲမကြီးချင်းနဲ့ငွေလိုချင်းလို့ဇကားတွေရိုက်ချင်လို့ဆိုလို့ရှိရင်လေကောင်းသောအလုပ်လေးတွေလုပ်ကောင်းသောစိတ်ထားလေးမွေးနော်တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်